ရုရှားနှင့်အီရန်နှစ်နိုင်ငံကြားစစ်ရေးနှင့်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအရှိန်မြင့်တက်နေချိန်တွင်ယနေ့နံနက်ပိုင်းကရုရှားနိုင်ငံမှကုန်တင်လေယာဉ်ကြီးတစ်စင်းအီရန်နိုင်ငံကာရက်မြို့သို့ဆိုက်ရောက်လာကြောင်းလေကြောင်းစောင့်ကြည့်ရေးအချက်အလက်များအရသိရှိရသည်။ဤလေယာဉ်မျိုးစားသည်လေးလံသောစစ်ဘက်ဆိုင်ရာကုန်ပစ္စည်းများနှင့်ယာဉ်ယန္တရားများကိုတည်ဆောင်ရာတွင်အဓိကအသုံးပြုလေ့ရှိသည့်လေယာဉ်ဖြစ်သည်။ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်အတွင်းရုရှားကုန်တင်လေယာဉ်များအီရန်သို့ဝင်ရောက်မှုနှုန်းမှာထူးခြားစွာမြင့်တက်လာခဲ့သည်အထူးသဖြင့်2025ခုနှစ်နှစ်ကုန်ပိုင်းနှင့်2026ခုနှစ်အစောပိုင်းကာလများတွင်Illusion အမျိုးအစားလေယာဉ်များသည်တီဟီရန်နှင့်အခြားသောအီရန်မြို့ကြီးများသို့မကြာခဏပြန်တမ်းဝင်ရောက်လျက်ရှိသည်လေ့လာသူများကဤခရီးစဉ်များသည်တာမန်ကုန်သွယ်ရေးတည်ယူပို့ဆောင်မှုထက်ပိုမိုနှက်ဆိုင်သောစစ်ဘက်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးခရီးစဉ်များဖြစ်နိုင်ကြောင်းသုံးသပ်နေကြသည့်ရုရှားနှင့်အီရန်တို့သည်စုတတိဖိုက်တိုက်လေယာဉ်များမီ28တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့်အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်များဝယ်ယူရေးအတွက်သဘောတူညီမှုများရှိထားကြသည်ထို့ကြောင့်ယခုကဲ့သို့ကုန်တင်လေယာဉ်ကြီးများဆက်တိုက်ရောက်ရှိလာခြင်းသည်အဆိုပါစစ်လက်နက်ပစ္စည်းများသို့မဟုတ်ရင်းတို့နှင့်သက်ဆိုင်သောအပိုပစ္စည်းများကိုပို့ဆောင်ပေးနေခြင်းဖြစ်နိုင်သည်ဟုစစ်ရေးကျွမ်းကျင်သူများကယူဆကြသည်ထို့အပြင်ယူကရိန်းစစ်ပွဲတွင်အသုံးပြုရန်အီရန်ထုတ်ဒရုန်းများနှင့်ဆက်ပစ္စည်းများကိုရုရှားဘက်သို့ပြန်လည်တည်ဆောင်ခြင်းများလည်းရှိနိုင်ကြောင်းသတင်းများထွက်ပေါ်လျက်ရှိသည်လက်ရှိအချိန်ထိအီရန်နှင့်ရုရှားအာဏာပိုင်များဘက်မှဤပြန်တမ်းမှုများနှင့်ပတ်သက်၍တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေသို့သောကာရက်မြို့သို့ယခုကဲ့သို့လေယာဉ်ကြီးဆင်းသက်လာခြင်းသည်ဒေသတွင်းစစ်ရေးချိန်ခွင်ရှာနှင့်ပထဝီနိုင်ငံရေးအခြေအနေများကိုပိုမိုရှုပ်ထွေးစေနိုင်သည့်လက္ခဏာတစ်ရပ်အဖြစ်ရှုမြင်ခံနေရသည်။